အားလုံးပဲမင်္ဂလာပါရှင်ဥထုံရွှေပြည်နဲ့ရန်နာရွှေဆိုင်မှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မင်္ဂလာဥထုံရွှေဆိုင်မှာဆိုင်ကိုကိုယ်တိုင်ကိုယ်ကျလာရောက်ဝယ်ယူနိုင်တဲ့မိဘပြည်သူတွေအတွက်သတင်းကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းလို့ပါရှင်အဲ့ဒါလေးကတော့ဥထုံရွှေဆိုင်ရဲ့ website လေးကနေတစ်ဆင့်လက်ဝတ်ရန်နာလေးတွေကိုလွယ်လွယ်ကူကူနဲ့ဝယ်ယူလို့ရတဲ့အကြောင်းလေးဖြစ်ပါတယ်ဒါဆိုရင်တော့ website အသုံးပြုနည်းလေးနဲ့ website မှာဈေးဝယ်နည်းလေးကိုပြောပြပေးပါမယ်ပထမအဆုံးအနေနဲ့ဥထုံ Cosmic and Jewelry ဥထုံရွှေပြည်နဲ့ရန်နာရွှေဆိုင်ရဲ့ page မှာတစ်ဆင့် website address ကိုနှိပ်၍ website ကိုဝင်လိုက်ပါနော်နောက်ထပ်နည်းလမ်းလေးတစ်ခုကတော့ Chrome သို့မဟုတ်မိမိအသုံးပြုနေသော browser မှာတက်ဆင် www.uthongcosmic.com ဟုရိုက်နှိပ်၍လည်း website ထဲကိုဝင်ရောက်နိုင်ပါတယ် website ထဲရောက်သွားပြီဆိုရင်တော့ account ဖွင့်ရန်အတွက် menu bar မှာတက်ဆင် login register လေးလုပ်ပေးရပါမယ်အကောင့်ရှိပြီးသားသူတွေကတော့မိမိရဲ့ဖုန်းနံပါတ် remember me log in with OTP လေးကိုနှိပ်လိုက်တာနဲ့ OTP လေးကျလာပါလိမ့်မယ်ကျလာတဲ့ OTP လေးကိုရိုက်နှိပ်လိုက်တာနဲ့အကောင့်ဖွင့်ပြီးသားဖြစ်သွားပါပြီနော်အကောင့်မရှိသေးတဲ့သူတွေကတော့အကောင့်ဖွင့်ရန်အတွက် sign up လေးကိုနှိပ်လိုက်ပါအမည်ဖုန်းနံပါတ် email password အစရှိတဲ့အချက်လေးတွေကိုဖြည့်ဆွက်ပြီး sign up လေးကိုနှိပ်လိုက်တာနဲ့ OTP လေးကျလာပါလိမ့်မယ်ကျလာတဲ့ OTP လေးကိုရိုက်နှိပ်လိုက်တာနဲ့အကောင့်ဖွင့်တာလေးပြီးဆုံးသွားပါပြီနော်အကောင့်ဖွင့်ပြီးရင်တော့ menu bar မှာတက်ဆင်မိမိလိုချင်တဲ့လက်ဝတ်ရန်နာလေးတွေကိုရွေးချယ်ဝယ်ယူနိုင်ပါပြီsearch bar မှာလည်းမိမိလိုချင်တဲ့လက်ဝတ်ရန်နာလေးတွေကိုရိုက်ရှာ၍ဝယ်ယူနိုင်ပါတယ်နော်လူကျင်နာရီစုံသွားပြီဆိုရင်တော့ပြထားတဲ့နေရာလေးကနေ view cat စစ်ဆေးပါအားလုံးမှန်ပြီဆိုရင်တော့ချက်ကောက်လေးလုပ်ပါနော်အမည် email ဖုန်းနံပါတ်စတဲ့အချက်လက်လေးတွေကိုမှန်ကန်စွာဖြည့်ဆက်ပြီးရင်တော့ order လေးတင်လို့ရပါပြီနော်ရွှေပြည့်ဝပြီးဒီဇိုင်းဆန်းလှပသောလက်ဝတ်ရန်နာလေးများအပြင်မိဘပြည်သူများဗဟုသုတရရှိစေရန်အတွက်စောင်းပါများအထွေထွေဗဟုသုတများပြည်တွင်းပြည်ပသတင်းများအစရှိတဲ့ဗဟုသုတရရှိစရာအကြောင်းအရာများကိုပါ website ထဲမှာဝင်ရောက်လေ့လာနိုင်ပါတယ်ရှင်။နောက်ထပ်လည်းအသစ်သောလက်ဝတ်ရန်နာဒီဇိုင်းဆန်းလေးတွေကိုအစဉ်မြဲ update လုပ်ပေးသွားမှာမို့လို့ဥထုံရွှေဆိုင်ရဲ့ website ထဲမှာအခုပဲဈေးဝင်လိုက်ကြရအောင်နော်။